ARD အသင်းရဲ့နီးပြတစ်တာရှိလို့အတွက်တာထွက်မှာတင်စောင့်ကြိုနေတဲ့ခီးချမ်းဖြစ်တဲ့ရန်ကုန် United နဲ့ ARD SC တို့ရဲ့ Big Match ပွဲစဉ်ကြီးကတော့မြန်မာမျိုးသမီးလိဂ်ရာသီရဲ့ပွဲစဉ်6အစောဆုံးပွဲစဉ်အဖြစ်ဒီကနေ့ဇူလိုင်လ20ရက်နေ့ညနေ3နာရီခွဲအချိန်မှာရန်ကုန်မြို့ YUSC ကွင်းမှာရှင်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်လက်ရှိအမှတ်ပေးဇယားကိုကြည့်မယ်ဆိုရင်နှစ်သင်းစလုံးကကစားခဲ့တဲ့9ပွဲမှာ4ပွဲနိုင်1ပွဲရှုံးနဲ့ရမှတ်12မှတ်စီတူညီစွာပိုင်ဆိုင်ထားကြပါတယ်။ ARD အသင်းကတော့6ကွာခြားချက်အသာရရှိထားလို့အမှတ်ပေးဇယားဒုတိယနေရာမှာရပ်တည်နေပြီးရန်ကုန် United အသင်းကတော့တတိယနေရာမှာလိုက်လံဖိအားပေးနေတာပါဒီနှစ်သင်းစလုံးဟာအမှတ်ပေးဇယားထိပ်ဆုံးက ISPE အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကလွဲလို့ကျန်တဲ့ပွဲစဉ်တွေမှာရမှတ်အပြည့်ရယူလာနိုင်ခဲ့ကြတာဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကြီးမားဆုံးထူးခြားချက်ကတော့ ARD အသင်းရဲ့နီးပြအပြောင်းလဲပဲဖြစ်ပါတယ်။ ARD အသင်းဟာမြဝတီအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာနီးပြချုပ်ဦးအောင်ကျော်စံနဲ့လမ်းခွဲခဲ့ပြီးနောက်မြန်မာ U19 အမျိုးသမီးအသင်းရဲ့နီးပြဖြစ်တဲ့ပြည်ပနီးပြကူမီကိုတာရှိလိုကိုခန့်အပ်ထားခဲ့တာပါအခုပွဲစဉ်ဟာနီးပြတစ်တာရှိလိုအတွက် ARD အသင်းကိုကင်တွယ်ပြီးတာထွက်မှာတင်ရင်ဆိုင်ရမယ့်ခီးကျန်းပွဲဥထွက်လည်းဖြစ်လာပါတယ်တမိုင်းကြောင်းအရာပြန်ကြည့်ရင်နှစ်သင်းကြားထိပ်တိုက်တွေ့ဆုံမှု9ချိန်မှာတပွဲစီအနိုင်ရထားပြီး3ချိန်ထိတည်ရကြထားကြပါတယ်။ YUSC ကွင်းမှာနောက်ဆုံး3ချိန်တွေ့ဆုံမှုမှာတော့ရန်ကုန် United ကတပွဲနိုင်2ပွဲတည်ကန်ထားတာကြောင့် ARD အသင်းအတွက်ဒီကွင်းမှာရုန်းကန်ရဖို့ရှိနေပါတယ်။ဒါအပြင် ARD အသင်းရဲ့အားသာချက်ကတော့နေရာဆုံးကကစားသမားတွေဂိုးသွင်းယူနိုင်စွမ်းရှိတာကရန်ကုန် United ထက်အားသာတဲ့အချက်ဖြစ်ပါတယ်ဒီပွဲစဉ်မှာအထူးဆောင်ကြည့်ရမယ့်ကစားသမားတွေကတော့ရန်ကုန် United အသင်းအတွက်9ပွဲကစား6ဂိုးသွင်းယူထားတဲ့တိုက်စစ်မှုဇင်မိုးပြေးနဲ့ ARD အသင်းအတွက်ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်တဲ့ရီတူဘော်နာတို့ပဲဖြစ်ပါတယ်ဒါအပြင်အသင်းဟောင်းရန်ကုန် United ကိုပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရမယ့် ARD အသင်းရဲ့အဓိကခံစစ်ကစားသမားနန်းဖြူခွေးရဲ့ခြေစွမ်းကိုလည်းအထူးဆောင်ကြည့်ရမှာဖြစ်ပါတယ်ယနေ့ပွဲစဉ်မှာအနိုင်ရရှိတဲ့အသင်းဟာအမှတ်ပေးဇယားဒုတိယနေရာကိုလွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်မှာဖြစ်ပြီး ISPE အသင်းကိုဆက်လက်ဖိအားပေးကချန်ပီယံလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာဆက်ရှိနေမှာပါတကယ်လို့တည်ကြတာဒါမှမဟုတ်ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ချန်ပီယံလမ်းကြောင်းနဲ့အလံဝေးသွားနိုင်ခြေရှိနေပါတယ်ဒီစိတ်လှုပ်ရှားစရာအကောင်းဆုံးရန်ကုန် United နှင့် ARD SC ပွဲစဉ်ကြီးကိုဇူလိုင်လ20ရက်ညနေ3နာရီခွဲမှာရန်ကုန်မြို့ YUSC စတေဒီယမ်မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပြီး NRTV4 နဲ့ပျော်ပွဲ Support YouTube Channel တို့ကနေတိုက်ရိုက်လိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်ပရိသတ်ကြီးရေဒီပွဲစဉ်မှာရောဘယ်အသင်းကအနိုင်ရရှိသွားမယ်လို့ထင်ကြလဲဘယ်အသင်းကိုအားပေးကြမှာလဲဆိုတာကိုဗီဒီယိုအောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအခုလိုမျိုးရေပန်းစားတဲ့ဘောလုံးသတင်းအချက်အလက်တွေကိုဆက်လက်ကြည့်ရှုဖို့အတွက် Channel လေးကို Like လုပ်ပေးသွားဖို့လည်းမမေ့နဲ့ကြပါနဲ့ဦးနော်